အားလုံးမင်္ဂလာပါဒီနေ့တသားလေးကိုဖြစ်ဆက်စာကျွေးဖို့ပေါ့နော်ပစ္စည်းလေးတွေစုထားတာလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပြကြတယ်ပေါ့နော်မေမေတွေအကုန်လုံးလည်းဒီလိုပဲစုထားမှထင်ပါတယ်နော်ခုပထမဆုံးပြမှာတော့ Simplest က electric cooker လေးပေါ့နော် Simplest က electric cooker လေးမှာ steamer လေးလည်းပါတယ် steamer လေးပါတာကိုသမီးတွေကရွေးထားပေါ့နော်ပြီးတော့ဟိုကလေးတသားကိုအိမ်မှာကချက်နေတဲ့အားနဲ့မချက်ချင်တော့ပေါ့နော်အိုးတက်လေးနဲ့ချက်ချင်တာဖြစ်တဲ့အတွက်ဒါကတော့ electric နဲ့သုံးရတဲ့ကိုကာလေးပြီးတော့ ceramic coating လေးပေါ့နော် ceramic coating ဒါမေမေ review ရန်ကောင်းလို့ Simplest ကိုရွေးပြီးဝယ်ထားတာပေါ့နော်သူ့မှာ minimum temperature နဲ့ maximum temperature ရှိရ maximum ကမှ630 watt ပဲဆိုတော့သုံးရတာလည်းအဆင်ပြေရပေါ့နော်ပြီးတော့အကြည်လေးနဲ့ဆိုတော့သူကအကုန်လုံးမြင်ရတယ် vegetable စီလည်း steamer ထဲမှာထည့်ပြီးတော့ပေါင်းလို့ရတယ်ပေါ့နော်နောက်ပိုင်းကျရင်ပူတင်းတို့ကြက်ဥတို့ပေါင်းလို့ရတယ်ပြီးတော့ဒါလေးက1 year official free guarantee ပေါ့နော်1 year guarantee ပါတယ်ဒါဘယ်ကဝယ်တာလဲဆိုတော့ AQBaby ကဝယ်တာပါဒါ online ကပဲမှာလိုက်တာပေါ့နော်နောက်တစ်ခါဒီတဲဦးလေးဒါလေးက CD Mart ကဝယ်တာသူကဟိုပါပေါ့နော် every electric stove နဲ့သုံးလို့ရတယ် induction ဝိုင်လေးနောက်မှာပါတယ်ပြီးတော့သူက18 cm ဆိုတော့ကလေး size အတွက်အဆင်ပြေရပေါ့နော်8 layers တောင်ကုတ်တဲ့သူလည်း ceramic coating ပဲmarble coating လို့လည်းပြောလို့ရတယ်သူကပို့ပြီးတော့မှာပေါ့နော်8 layers ဒါလေးကကြတော့မီးလာတဲ့မီးမလာတဲ့အချိန်လေးမှာသုံးလို့ရတယ်အိမ်မှာ gas နဲ့ချက်တာဆိုတော့လေ gas နဲ့လည်းအဆင်ပြေတယ်မီးလာတဲ့အချိန်ကျတော့ခုန electric cooker လေးနဲ့ပေါ့နော်သုံးလို့ရတယ်ပြီးတော့သူတို့နှစ်ခုစလုံးက non stick coating တွေဖြစ်တော့ဒီကဟိုလေးကိုလည်းတက်ကော်ပြားလေးပေါ့နော်ဆီလီကွန်ကော်ပြားလေးတက်ဝယ်ထားပါတယ်သူ့ကိုအိမ်မှာတော့ဟိုတက်သားလေးနဲ့ပဲအရင်က non stick တွေပန်နေကြတော့တက်သားလေးနဲ့ပဲသုံးမယ်သူ့ကိုကြောက်ဆီလီကွန်လေးနဲ့ဝယ်ထားတယ်ပြီးတော့နောက်တစ်ခုက mini chopper လေးကြတော့ဒါကဟိုက online ကမှာထားတာအသင်း mini chopper လေးသူ့ကိုလည်းမီးမလာတဲ့အခါမီးပြတ်တဲ့အခါတွေမှာလွယ်လွယ်ကူကူနဲ့မြန်မြန်ကြိတ်လို့ရအောင်ပေါ့နော် mini chopper လေးဝယ်ထားပါတယ်နောက်တစ်ခါဒါကကြတော့မီဆူတာကကြတော့ rice batter spawn လေးပေါ့နော်သူ့ကိုကြတော့အထဲမှာစာလေးတွေထည့်ပြီးတော့နော်စံပြုတ်တွေပဲဖြစ်ဖြစ်ကြိတ်ထားတဲ့စာလေးတွေပဲဖြစ်ဖြစ်ထည့်ပြီးတော့ကျွေးလို့ရတယ်သူကဖွင့်လိုက်လို့ရှိရင်ဖွင့်လိုက်ပြီးတော့အထဲမှာဇွန်းလေးကပါပြီးသားပေါ့နော်ဇွန်းလေးကပါပြီးသားဆိုတော့ဒီကနေညှစ်ပြီးတော့ကျွေးလို့ရှိရင်အပြင်သွားရင်ကျွေးလို့လွယ်တယ်ပြီးရင်အောက်မှာသူစုပ်ခွက်လေးလည်းပါတယ်ဆိုတော့ဒီစုပ်ခွက်လေးနဲ့ထောင်ထားလို့ရတယ်ဘယ်နေရာရောက်ပေါ့နော်အဆင်ပြေတယ်သူမှာမီလီလီတာဘယ်လောက်ဆိုပြီးတော့လည်းပါတယ်ဆိုတော့ကိုဘယ်လောက်ထည့်ပြီးကျွေးတယ်ဆိုတာသိလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါဒီမှာဟိုပါလေးပေါ့ပြည့်စုံစွာကျွေးမရှိမဖြစ်သူထည့်တဲ့ခွက်ကလေးတွေ container လေးတွေအဲ့ဒီမှာဒါကတော့ဘိုးလေးပေါ့နော်ပထမဆုံးကြိတ်ပြီးကျွေးတဲ့အစာလေးထည့်လို့ရတဲ့ဘိုးနောက်တစ်ခါဒါလေးကဇွန်းနဲ့ခရင်ဆီလီကွန်ဇွန်းနဲ့ခရင်လေးတွေပဲမလေးတွေဒါပေမဲ့ဆီလီကွန်ဆိုတော့ကလေးကိုက်နေလဲမနာဘူးပေါ့နော်နောက်တစ်ခါ bib နဲ့ကြာပြီပါ bib နဲ့ပကံပြားလေးနဲ့ bib နဲ့ plate နဲ့ဒါကတော့ bib လေးတစ်ဆက်သေးပဲနော်တစ်ဆက်သေးပဲဒီ plate ကကြတော့8 month plus လောက်ဖြစ်မယ်ပေါ့နော်ဘာလို့ဆိုတော့ထမင်းနဲ့အင်းလေးတွေသက်ပုံပေးလို့ရတဲ့အရွယ်ရောက်လို့ရှိရင်ကျွေးရမယ်ပထမဆုံးတော့အားလုံးရောထားတာ miss ဟိုဟာ rice ကတော့ဒီထဲမှာပဲထည့်မှာပေါ့နော်ဘိုးထဲမှာပဲထည့်မယ်ဒါကကြတော့ဒါကြောင့်ဇွန်းနဲ့ခရင်လေးပေါ့နော်သူကသူကြိုင်စားလို့ရပြီဒါလေးတွေကနည်းနည်းလေးကြည့်မှာပေါ့နော်တစ်သားလေးနဲ့တစ်သားလက်ကြိုင်လေးနဲ့နောက်တစ်ခုကကြတော့မိုးလေးဒီမိုးလေးကကြတော့သူ့ကိုကိတ်လေးတွေနောက်ဟိုကြက်ဥပေါင်းလေးတွေပါလေးဆိုထည့်ပြီးတော့လုပ်ပြီးလို့ရတယ် dot food print လေးတွေပေါ့နော်ခြေရလေးတွေကြိုက်တယ်နောက်တစ်ခါ food pacifier လေးလည်းဝယ်ထားတယ် food pacifier လေးတွေကသူကfruit pacifier လေးတွေ fruit တွေထည့်ပြီးတော့သူစုပ်ပြီးအရေးလေးရတာပေါ့နော် food လည်းထည့်လို့ရပါတယ် fruit အဓိကတော့ပြီးရင်နောက်အဖြစ်ဆန်စချင်းကျွေးပြီဆိုလို့ရှိရင်တော့အဖြစ်ဆန်အရေးကြီးတာပေါ့နော်အဖြစ်ဆန်ကိုဝယ်ထားမြကဝယ်ထားတယ်မြကကြောက်တာတပီထုတ်ကအသေးဆုံးပဲဆိုတော့အဲ့တပီထုတ်ဝယ်ထားပြီးတော့ဘူးနဲ့ခွဲထည့်ထားတယ်ပေါ့နော်ဟိုကနောက်တော့ဘူးထပ်ထည့်ဟုတ်ပြီ
ဒါလေးကလည်းစေးထားတယ်ဒီစီလီခွန်လေးကလည်းအပျော်လေးပဲဆိုတော့သူကြိုက်နေသူ့ဟာကိုသူရိုးသွားတော့ဒါလေးကိုကြိုက်နေဟုတ်ပြီဟုတ်ပြီ steam လုပ်ထားပြီလားနောက်တစ်ခါဒီဟိုကမဆူရကဆန်လေးပဲပေါ့နော်ဆန်စီရီယာ rice စီရီယာပဲလုံးဝဆန်ပလိန်ကြီးပဲဘာရတာမှလည်းမပါဘူးသူ့ကိုကြားလဲရေနွေးလေးနဲ့ဖြောပြီးတော့ကျွေးလို့ရတယ်ရေနွေးလေးနဲ့ဖြောပြီးတော့သူ့ရဲ့နှုတ်မုတ်လေး formula နှုတ်မုတ်လေးနဲ့ထည့်ပြီးတော့ကျွေးရင်ပထမဆုံးတစ်ဖက်မှာစစချင်းကျွေးဖို့ပေါ့နော်ဟာဆရာဝန်ကပြောထားတယ်အဲ့ဒါလေးကျွေးရမယ်နောက်တစ်ခါဒါနှုတ်ခဲလေးတွေပေါ့နော်မိကြီးကနှုတ်ခဲလေးတွေကိုတတုံးစီဖြော်ပြီးတော့အဲ့ထဲထည့်လို့လည်းရတယ်သူ့ရဲ့ formula နဲ့ထည့်ကျွေးလည်းရတယ်နောက်တစ်ခါဒါပဲနီလေးထုံပြီးလည်းဝယ်ထားတယ်ပဲနီလေးတီးတန်ဆက်တဲ့ပဲနီလေးရောထားတာမဟုတ်ပဲနီလေးတီးတန်ဝယ်ထားတယ်ပေါ့နော်ဒါကတော့နောက်ပဲနီလေးကိုကိုကြိုက်သလောက်အမောင်ထည့်ပြီးကျွေးလို့ရတာပေါ့နော်ပြီးရင်ဒါကကြတော့BMM ကလည်းထုတ်တဲ့ noodle mix ပေါ့နော်ပျော်လေးတွေ noodle mix တွေကရောင်စုံလေးတွေလည်းပါတယ်ပြီးတော့သူဖြတ်ထားပြီးသားလေးဆိုတော့ပြက်လေးဆိုတော့ကလေးစားရင်လွယ်လွယ်ကူကူနဲ့စားလို့ရတယ်အမြင့်ကြီးဖြစ်မနေဘူးပေါ့နော်အရှည်ကြီးဖြစ်မနေဘူးဒါကကြတော့ pancake powder လည်း BLM ကပဲဒါလေးတွေဘယ်ကဝယ်လဲဆိုတော့ Acu Baby ကဝယ်တယ် pancake powder လေးတွေကအရသာ၄မျိုးပါတယ်သူကတော့7 month plus ပေါ့နော်အကုန်လုံး DHA calcium added ပေါ့နော်ဒါလည်း4 flavors နဲ့ရလာလေးမျိုးနဲ့ pancake ကြီးလုပ်ကြည့်တဲ့အခါမှာသုံးလို့ရတယ်နောက်တစ်ခါဒီငါပဲအုတ်မီက baby oat me ကိုဝယ်ထားတယ်သူကတော့ဒီ site ကအသေးဆုံးပဲမင်းကတော့တေးပဲလိုချင်တာပေါ့နော်အကြာကြီးထားအဆင်မပြေသူကအရင်စားပါမလားဆိုစိတ်ပူနေတာဒါပေမဲ့ဒီတစ်စိတ်ကလည်းအကုန်လုံးဝင် recommend ပေးတော့ဒါလေးဝယ်ထားတယ်ပြီးတော့ဒါတော့ကြိတ်ပြီးတော့မှကျွေးမယ်အမှုန့်လေးကြိတ်ထားမယ်အမှုန့်လေးကြိတ်ပြီးပူတဲ့ထည့်ထားပြီးတော့မှကျွေးကန်ဒီမှာရင်နွေးနဲ့ရင်နွေးဆူဆူနဲ့ဖြော်ပြီးကျွေးမယ်ပေါ့နော်နောက်တစ်ခါဒါက hot ကထုတ်တဲ့ဒိန်ချင်လေးတွေကိုကလေးဒိန်ချင်လေး baby ဒိန်ချင်လေးပေါ့နော် baby yoga လေးတွေကိုသူ့ကိုဗာလဲဆိုအရသာ၄မျိုးဝယ်ထားတယ်ဒီမှာတစ်မျိုးချင်းစီပြထားတယ် pears ကဒါက bananas ရဲ့နောက်တစ်ခါဒီမှာဒါ pears ဒါမှapple ဒါက strawberry เนาะ၄မျိုးရတာ၄မျိုးဝယ်ထားတယ်နောက်တစ်ခါဒါတော့peanut butter ကကြတော့လေသူကအစာမနက်စာပေါ့เนาะ breakfast လေးမှာပမုတ်လေးကိတ်မုတ်လေးတွေနဲ့သူကရောပြီးကျွေးလို့ရတယ်နောက်အဲ့ခုနကမှာလဲဒီအုတ်မီထဲမှာလည်းထည့်ပြီးကျွေးလို့ရတယ်ကလေးလေးကျွေးလို့ရတယ် no sugar added ပေါ့နော်တခြားမပါတဲ့ sugar free ဒါပေမဲ့ဒါလေးကတော့လောက်နည်းနည်းကြီးမှနည်းနည်းကြီးမှ8နှစ်လောက်မှကျွေးမယ်ပေါ့နော်ဒါကြိုးဝယ်ထားတယ်နောက်တစ်ခါဒါလေးတွေကမမေမောကထုတ်တဲ့ rice puff လေးတွေကြိုက်စားတဲ့ပုတ်ကလေးတွေရှိတယ်နောက်ဒီမှာနောက်တစ်ခုလည်းဒီလိုပဲ papaya mat ဒါလေးတွေရယ် Acu Baby ကဝယ်တယ်မျိုးစုံပဲမှားတာတွေက Acu Baby ကလည်းမှားတယ်နောက်တစ်ခါကိုယ်တိုင်သွားဝယ်တာလည်းရှိတယ်နောက်ဒါလေးက Rain ကဝယ်တာလားဒီfood set ပေါ့နော်နောက်တစ်ခါmini chopper လေးကကြတော့ essential ladies ကမှာတာနောက်တစ်ခါဒါကကြတော့ City Mart ကဝယ်တာဒီပန်လေးနဲ့ City Mart ကဝယ်တာနောက်အသီးလေးတွေလည်းစုထားပြီးပေါ့နော်အသီးလေးတွေကကြတော့သူ့ကိုကျွေးဖို့ငါပြောသည်ပန်းသည်ဒါ avocado နောက် orange ဒါလေးကိုတော့စုထားတယ်နည်းနည်းစီဒီခုနက fruit pacifier ထဲမှာထည့်ပြီးတော့ကျွေးမယ်ပေါ့နော်ဒါလေးဆိုရင်တော်တော်ကြိုက်တယ်ပေါ့အခုကတော်တော်အရန်စားခြင်းနေပြီ6 month မှာပဲစပြီး try မြင်မယ်ပေါ့နော် okay ပါပဲအဲဆိုရင်ဒီလောက်ပါပဲနော်အခုဒီပစ္စည်းလေးတွေကတော့လိုချင်တဲ့နောက်တစ်ခုရှိသေးတယ်အစာလေးတွေကိုဖိစက်စာလေးတွေကိုတိန်းနေပေါ့နော်လေးဖန်ဘူးလေးရှိတယ်ဖန်ဘူးလေး तू ကလဲလုပ်လို့ရတယ် steam လဲလုပ်လို့ရတယ်ဖန်ဘူးလေးဒါပေမဲ့အကုန်လုံးကပစ္စည်းပြတ်နေတယ်ဆိုပြီးတော့ baby ဆိုင်နေမှာအကုန်လုံးပစ္စည်းပြတ်နေတဲ့အတွက်ကြောင့်အဲ့ဒါလေးကမရသေးဘူးပေါ့နော်အဲ့ဒါလေးရတဲ့ဆိုင်မှာပဲနောက်မှဝယ်မယ်ဒါမှမဟုတ် online ကမှာမယ်ပေါ့နော်တတဒါလေးတွေကိုကြိုက်နေရပြီ okay ဒီလောက်ပါပဲအဲ့တော့ဒီတော့တတအတွက်ဖိစက်စာလေးတွေကျွေးမဲ့မေမေတွေပေါ့နော်တခြားမေမေတွေလည်း
လိုအပ်မဲ့ပစ္စည်းတွေစုလို့ရအောင်ဒါဒီဗီဒီယိုလေးလုပ်ပေးတာပေါ့နော်ပြီးတော့တသက်အတွက်အမှတ်တရသူ့အတွက်ဖြည့်ဆက်စာတွေဘယ်လိုစုထားလဲဖြည့်ဆက်စာနဲ့ပတ်သက်တဲ့ supplier လေးတွေဘယ်လိုစုထားလဲမိမိတစ်ခုချင်းစီနည်းနည်းချင်းစီဝယ်ထားတာပေါ့နော်တစ်လားလောက်တော့ရှိပြီးစုနေတာအဲ့လိုမျိုးဒါလေးအမှတ်တရပြောင်းရိုက်ပေးတာပါရပါပြီ bye 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 bye